ကဲလို့မိတ်ဆွေကလုပ်ငန်းရှင်ဖြစ်မယ်ဒါမှမဟုတ် digital marketing service ပေးနေတဲ့လူမျိုးဖြစ်တယ်ဆိုရင်ဒီဗီဒီယိုလေးတစ်ချက်နားထောင်ကြည့်ပါဆိုတော့လုပ်ငန်းရှင်တွေအားလုံးက AI နဲ့ပတ်သက်ပြီးတော့အခုခေတ်မှာသူပြောစရာမလိုတော့ဘူးယင်းဒီကျွမ်းဝင်ကြတယ်ပေါ့နော်ဆိုတော့ကိုသိချင်တဲ့အကြောင်းအရာတွေကိုလုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေအမှန်တမျှ AI နဲ့ဆွေးနွေးတွေတိုင်ပင်နေပေါ့နော်ဆိုတော့ဒါက personal use ပေါ့ personal use အပြင်ကျွန်တော်တို့ AI ကို business use အနေနဲ့ကဒီ business plan ဆွဲခိုင်းတယ်မကဘူးပေါ့နော်ကျွန်တော်တို့ customer service automation လုပ်ခိုင်းလို့ရတယ်ဆိုတော့ customer တွေကကိုယ့် business ကိုဆက်သွယ်လာတဲ့အချိန်မှာကျွန်တော်တို့က AI ကိုအသုံးပြုပြီးတော့အထိုက်အလျောက်လူဝန်ထမ်းကိုစားကျွန်တော်တို့ကူညီဆောင်ရွက်ပေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့ platform တွေ tools တွေအများကြီးရှိတယ်ဆိုတော့အခုဒီမှာကျွန်တော်ပြထားတာ contact ဆိုတာတော့ဒါကျွန်တော်နာမည်ပေးထားလို့ပဲ limitless chat marketing platform ပေါ့နော်ဆိုတော့သုံးစားမရှိဖန်တီးလို့ရတယ်ဆိုတာကျွန်တော်တို့ဒီ concept platform မှာဆိုလို့ရှိရင်မိတ်ဆွေတို့အခု business မှာအသုံးပြုတဲ့ Facebook page မှာစာပြန်တဲ့ကိစ္စတွေကျွန်တော်တို့ TikTok လိုမျိုးတွေ Telegram channel တွေ Fiverr လိုမျိုးတွေကျွန်တော်မိတ်ဆွေချိတ်ချင်တဲ့ platform မျိုးစုံနဲ့ချိတ်ပြီးတော့ concept ကဖြည့်ပေးလို့ရတယ်ဆိုတော့ chatbot တစ်ခုတည်းတင်မကဘူး AI integration တစ်ခုတည်းတင်မကဘူးကျွန်တော်တို့ concept မှာရှိတဲ့အားသာချက်တွေအများကြီးရှိတယ် e-commerce နဲ့တည်ဆောက်ချင်တာလားအမျိုးစုံလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းလေးတွေအဓိကရင်ဆိုင်နေတဲ့အခက်အခဲပေါ့နော်ဝန်ထမ်းရှားပါတဲ့ပြဿနာကိုဖြေရှင်းမယ်ဆိုရင်တော့ကျွန်တော် AI ကိုအထိုက်လျောက်ဆိုင်စေလို့ရတယ်ဆိုတော့ AI ကိုကျွန်တော်တို့က customer တွေရဲ့မိကုန်းတွေပြန်ဖြည့်ပေးဖို့ပေါ့နော်လူသားပိုဆန်အောင်ကျွန်တော်တို့သင်ပေးသွားလို့ရတယ် AI ကိုတတ်မှတ်တဲ့ကျွန်တော် prompt ထားတာမျိုးတက်စရင်ဒီ customer တွေရဲ့experience ပေါ့နော်သူတို့အတွေ့အကြုံပေါ်မူတည်ပြီး AI prompt ကိုလိုအပ်တယ်လို့ကျွန်တော်တို့ရဲ့ concept platform မှာထည့်သွားလို့ရတယ်ဆိုတော့ concept ကနေပြီးတော့ကျွန်တော်ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ခုနကျွန်တော်ရှင်းပြခဲ့လို့ပေါ့နော်ဆိုတော့ platform အမျိုးမျိုးရှိတယ် Messenger ကနေဆက်သွယ်မလား Viber ကနေဆက်သွယ်မလား Telegram နေဆက်သွယ်မလား WhatsApp Instagram နောက်ဆုံးကျွန်တော်တို့ဒီဖုန်းနဲ့ဆက်သွယ်တာမျိုးပေါ့နော်အဲ့လိုမိတ်ဆွေကဒီ voice bot တွေ level ထိတွားခြင်းနေဆိုရင်တော့အဲ့ဒီတွားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့က SMS ကနေလုပ်ချင်ရင်လည်းရရည်တယ်ဆိုတော့ဒီထဲမှာဆိုကျွန်တော် TikTok မထည့်ရသေးပေါ့နော် TikTok ဒါကျွန်တော် update အနေနဲ့လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့မိတ်ဆွေအနေနဲ့ကAI ကိုအသုံးချမယ်ဟို customer service automation customer service အတွက်ကိုယ့်ရဲ့ business အတွက်အသုံးချမယ်ဆိုရင်ကျွန်တော် concept platform ရှိပါ